နေရီရွာတွေမှာ Wi-Fi သုံးများလို့စိတ်ညစ်နေပြီလားကားပေါ်ပဲတင်သုံးပြီးတော့တွားလေးရတဲ့သုံးကျင်တာလားအဲ့ဒါဆိုရင်တော့ညီမရဲ့ဒီဗီဒီယိုလေးကိုစောင့်အောင်ကြည့်လိုက်နော်အားလုံးပဲမင်္ဂလာပါရှင်သူကဝါရလာ Wi-Fi ရှော့ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ညီမဒီနေ့မှာမိတ်ဆက်ပေးချင်တာကနေရီရွာတွေမြို့တွေမခွဲခြားဘဲနဲ့တက်စင်စရာမလိုတဲ့ကျိုးမဲ Wi-Fi ဆင်းရောက်တာလေးအကြောင်းကိုမိတ်ဆက်ပေးသွားချင်တာပါရှင်ဒီဆက်လေးရဖြစ်ညီမတို့အနေနဲ့မိမိရရဲ့နေရာဓာတ်တွေမှာဆိုရင်လည်းအခြားသောဖုန်းအားသွင်းတဲ့ power bank inverter solar battery ကိုစရင်းနဲ့လည်းချိန်ပြီးတော့အသုံးပြုလို့ရတယ်အဲ့ဒါအပြင်မှာညီမတို့ရှိမှာ Wi-Fi ဆက်လေးတွေက portable ဖြစ်တဲ့အိတ်ဆောင်ဆက်ကနေပြီးတော့တိုင်ပါတဲ့ဆက်အမျိုးအစားတွေကတော့အများကြီးပဲရှိပါတယ်ရှင်အဓိကအနေနဲ့ညီမကဒီနေ့မှာမိတ်ဆက်ပေးခြင်းတဲ့ဆက်လေးကတော့ R103 4G 5G CP ဆက်လေးကြောင်းပဲဖြစ်ပါတယ်ရှင်ဒီဆက်လေးကတော့ညီမတို့အမြန်နှုန်း300 Mbps နဲ့လာပြီးတော့ဖုန်းအလုံးကြီးကကြတော့32လုံးကြီးချိန်ပြီးသုံးလို့ရတယ် location အလုံးနဲ့ဆိုတော့ customer အနေနဲ့ကြိုက်တဲ့နေရာဘယ်ဒေသမဆိုသွားလျာတည်ပြီးတော့လည်းအသုံးပြုပေးလို့ရပါတယ်ရှင်ကားပေါ်ပဲတင်သုံးမလားပြင်သွားရင်လည်းယူသွားမလားအိမ်မှာပဲအထိုင်သုံးမလားမိမိနှစ်သက်တယ်လို့မျိုးအသုံးပြုလို့ရပါတယ်ရှင်ဒေတာဆင်းအနေနဲ့ဆိုရင်လည်းသူက line မီရဲ့ကတ်ကြိုက်တဲ့ဒေတာဆင်းကတ်ကိုဆက်လက်ထည့်ပြီးတော့လည်းအသုံးပြုလို့ရပါသေးရဲ့နော်ဒီဆက်လေးရဲ့ design အနေထားလေးကတော့တိုင်လေးတိုင်ဟိုမှာအပြောင်ဆက်လေးနဲ့လာပြီးတော့သူ့ရဲ့ဆက်လေးမှာဆိုရင် function လေးတွေပါတယ်ပေါ့နော်သူ့ function လေးမှာဆိုရင်ညီမတို့ power မီးလေးတွေပြပေးတယ်ပြီးတော့ပြီဆိုရင် wifi တွင့်ပေးတယ် wifi မီးပါမယ် network မီးပါမယ်ပြီးတော့ပြီဆိုရင်ညီမတို့စင်းနဲ့ထည့်ထားရဲဆိုရင်ထည့်အောင်ပေးထားတဲ့စင်းလိုင်းကျနေလားလိုင်းတက်နေတာတိုင်ပဒန်လိုင်းတက်တယ်ရအစားဆက်ရပေါ်မှာဖော်ပြပေးရရှင်ဆက်လေးရဲ့ဘေးပတ်ချလေးကိုကြည့်လိုက်မယ်ဆိုရင်လည်းညီမတို့အပူထိန်းညှိပေးတဲ့ healing box လေးလည်းပါပါတယ်နော်နောက်တစ်ခုအားသာချက်ကတော့ဆက်ရနောက်ဖက်ချမ်းမှာဆိုရင်ညီမတို့ LAN cable ပေါက်တစ်ပေါက်ပါပါတယ်ရှင်အဲ့ဒါကတော့ customer အနေနဲ့အခြားသောကွန်ပျူတာတွေ laptop တွေကို LAN cable ထိုးပြီးတော့ဒါတော့ internet ပေးပြီးသုံးချင်တယ်ဆိုရင်လည်းလုံးဝအောင်အဆင်ပြေပါတယ်ရှင်သူစားတဲ့ဘိုးကလည်း5ဘိုးလောက်ပဲစားပြီးတော့အားသွင်းကြိုးအနေနဲ့ဆိုရင်လည်း type C အားသွင်းကြိုးနဲ့လာတာပါရှင်စိုးစိုးဟာညီမရှိမှပြောခဲ့သလိုပဲအော်စီရတယ်ဆိုပေမဲ့ညီမနိုင်ငံမှာဆိုရင်ပေါ့နော် Wi-Fi ကတ်ထွက်ထားတယ်ညီမနိုင်ငံအတန်ရုံကနေပြီးတော့ထုတ်ထားတဲ့အတန် Fresh ကတ်လေးရရှိရပေါ့နော်ဒီကတ်လေးရဖြစ်ညီမတို့အနေနဲ့အခြားကတ်တွေနဲ့ရှင်းလိုက်မယ်ဆိုရင်300ကတော့တော်တော်ကြီးကိုတန်တယ်ဘာလို့လဲဆိုတော့သူက Wi-Fi ဆင်းကတ်ဆိုတော့300တန်ပါတယ်ရှင့် internet data ဆိုရင်ဖြစ်ညီမတို့ပုံမှန်ရိုးဆင်းနေမှာ 1GB ကို3000ကျော်လောက်ပေးဝယ်နေရချိန်မှာအတန် Fresh နဲ့ဆင်းမှာကြတော့ 1GB ကိုမှ250လောက်ပဲကြာဆိုတော့300တော့တန်တယ်နောက်ပိုင်းသူ့ရဲ့လာစင်ကြီးက customer အနေနဲ့နှစ်သက်သူလို့ရွေးချယ်ပြီးတော့တန်းတိုးလို့ရတယ်အနည်းဆုံး9000ကနေစတိုးလို့ရပါတယ်ရှင့်9000တိုးရင် 20GB 1000တိုးရင် 42GB 1000ခွဲတိုးတယ်ဆိုရင် 66GB တောင်ရပါတယ်ရှင့်ဒီကလေးနဲ့ညီမတို့တိန်တော့မိတဲ့သူတွေဆိုရင်တော့တိန်တော့ Wi-Fi ကလေးကိုထည့်သုံးပြီးဖို့တော့ညီမကတော့ဒါအကြံပေးရပေါ့နော်ဆက်ကတော့ all ဆင်းရပါတယ်ရှင့်မှာယူလို့တဲ့ customer များအနေဖြင့်ညီမတို့ရဲ့ Facebook page Messenger ကနေပြီးတော့လည်းလာအောင်မှာလို့ရတယ်လို့ညီမတို့ရဲ့ဒီ Viber လေးမှာလည်းလာအောင်မှာလို့ရပါတယ်ရှင့်ညီမတို့ TikTok ရဲ့ဒီမှာလည်းပေါ့နော်Viber ဖုန်းနံပါတ်လေးချပေးထားလဲအဲ့ဒီ Viber ဖုန်းနံပါတ်လေးကနေပြီးတော့ဆက်သွယ်ပြီးမြန်ဆောင်စမ်းနိုင်ပါတယ်ရှင်ဆိုင်မှာလာဝယ်ခြင်းနဲ့ customer များအနေဖြင့်ညီမတို့ဆိုင်လိပ်စာလေးကတော့ဒီလောက်ကလမ်းမကြီးဘဝမြင့်မှတ်တိုင်းတင်ငန်းကျိုးမြို့နယ်ရွှေကင်းနေအိမ်အောင်ဝင်းထဲမှာလည်းဆိုင်လေးလက်ဖွင့်လာပါတယ်ရှင်အားလုံးပဲကျေးဇူးပါ